မင်္ဂလာပါအခုကျွန်တော်တို့ချိန်ပြပေးထားတဲ့ cake recipe ချိုးစားလေးရာကျွန်တော်တို့မြန်မာထောပတ် cheese cake ပေါ့နော်ထောပတ် cheese cake ပြုလုပ်ဖို့အတွက်ပါဝင်ပစ္စည်းလေးတွေကျွန်တော်ချိန်ပြပေးထားတာဖြစ်ပါတယ်ဒီပါဝင်ပစ္စည်းလေးတွေရဲ့တစ်မျိုးတစ်မျိုး grand လေးတွေကိုကျွန်တော်ပြပြပေးမှာဖြစ်ပါတယ်ကျွန်တော်တို့ကြောက်15လုံးကျွန်တော် ice sugar တကြားမုံနော်တကြားမုံကျွန်တော်တို့900 gram ကျွန်တော်တို့ cake flour ကျွန်တော်တို့400 gram 450 gram ကျွန်တော်တို့ cheese powder 50 gram နော် cheese powder 50 gram ကျွန်တော်တို့ baking powder ကျွန်တော်တို့3 gram SB cake ရေကျွန်တော်တို့50 gram ကျွန်တော်တို့ဟိုတာရှည်ခံသေးပေါ့နော်မူခံသေးကျွန်တော်တို့5 gram 7 gram ကျွန်တော်တို့ပြီးရင်ကျွန်တော်တို့ရေကျွန်တော်တို့100 gram ကျွန်တော်တို့နွားနို့100 gram မြန်မာထောပန်း200 gram ထောပန်းနဲ့အနည်းငယ်ပေါ့နော်ပါဝင်ပစ္စည်းလေးတွေတိပြီးသွားရင်ဆိုရင်ကိန်းနဲ့ငွေတော့မဲ့ဘိုင်ကိုဆက်သွားရအောင်နော်ဒါတော့ကျွန်တော်တို့ ice sugar ကိုအရင်ထည့်ပေးမယ်နော်ဒီမှာနော်တရားမုံလေးကိုအရင်ထည့်မယ်တရားမုံလေးထည့်ပြီးတော့ရင်ကြက်ဥ15လုံးဖောက်ထည့်ပေးမယ်နော်မယ်နော်တစ်လုံးနှလုံးသုံးလုံးလေးလုံးငါးလုံး6လုံး9လုံး10လုံး9လုံး10လုံး17လုံး12လုံး13လုံး14လုံးနော်15လုံးနော်နော်ကျွန်တော်တို့ကိတ်ကိုအရင်တရားလေးကြည်တော့အောင်တရားလေးကြည်ပြီးတော့ကျုပ်တွေအမြုပ်ထိုက်အောင်လောက်ဒီကျွန်တော်တို့ပွေပေးမယ်နော်ကျုပ်တွေအမြုပ်ထားလာအောင်လောက်ဒီမယ်ကျွန်တော်တို့ပွေပေးမှာဖြစ်ပါတယ်အခုကျွန်တော်တို့ရိုက်တာကတော့ cover cheese cake လေးပေါ့နော်ကျွန်တော်တို့2000တန်ပေါ့နော်2000တန် cover cheese cake လေးဖြစ်ပါတယ်နော်ဒီမှာတော့ကျွန်တော်တရားကိုအရင်ကြည်အောင်ရိုက်မယ်နော်နော်ကျွန်တော်တို့တရားကြည့်အောင်တော့ပြီးတော့ကျွန်တော်တို့ကြောက်လေအမြုပ်ထားအောင်တော့ဒီအထိတင်မယ်မှွေပေးမယ်နော်ဒီမှာနော်အဲ့ဒါဆိုရင်ကျွန်တော်တို့ကိတ်ရုံထည့်မယ်နော်ဒီမှာနော်ကိတ် floor ကျွန်တော်တို့ကိတ်ရုံထည့်မယ်ဒီမှာနော်ကျွန်တော်တို့ကိတ်ရုံထည့်မယ်ကိတ်ရုံထည့်ပြီးရင်ကျွန်တော်တို့ cheese powder ထည့်မယ်နော်ဒီမှာနော် cheese powder လေးထည့်မယ် cheese powder ထည့်ပြီးတော့ရင်ကျွန်တော်တို့ baking powder ထည့်မယ် baking powder ပြီးရင်ဒီမှာနော်တာရှည်ကန်သေးထည့်မယ်နော်တာရှည်ကန်သေးထည့်မယ်ဒီအမုံတွေအကုန်လုံးပေါ့နော်တရားနဲ့တသားလေးဖြစ်သွားတဲ့အနေထားကြီးဖြစ်သွားအောင်မှွေပေးရမှာဖြစ်ပါတယ်နော်အရင်မုံလေးတွေကျွန်တော်တို့ပေါ့နော်ကြောက်လေးနဲ့နှက်ဆက်သွားတဲ့အနေထားလေးဖြစ်သွားအောင်မှွေပေးထားမှာဖြစ်ပါတယ်နော်ဒီမှာကတ်နေတာလေးတွေကိုကျွန်တော်တို့ရောင်းမလေးနဲ့လိုက်ပြီးတော့ထိုးချပေးမယ်နော်အဲဒီကနော်ဒီလိုလေးနှက်လိုက်ဆိုတဲ့အနေထားရောက်ရင် SB cake လေးထည့်ပေးမယ်နော်နော် SB cake ကြီးထည့်ပေးမယ်နော်ဒီမှာနော် SB cake ကြီးလေးကိုထည့်တာဖြစ်ပါတယ်ကို SB cake ကြီးထည့်ပြီးတော့ကျွန်တော်တို့ကိတ်နဲ့3ရုံး2ချိုးပွားလာတဲ့အနေထားလေးဖြစ်သွားအောင်မှွေပေးရမှာဖြစ်ပါတယ်နော်3ရုံး2ချိုးပွားလာတဲ့အနေထားလေးဖြစ်အောင်ကျွန်တော်တို့မှွေပေးရမှာဖြစ်ပါတယ်ကိတ်နဲ့ကျွန်တော်တို့3ရုံး2ချိုးပွားလာတဲ့အနေထားလေးဖြစ်အောင်မှွေပေးရမှာဖြစ်ပါတယ်ဘာလာနဲ့ထည့်ရအောင်ကျွန်တော်တို့ကိန်းလေးကို3လုံး2ချိုးပွားလာတဲ့အနေထားလေးခဲ့အောင်မှွေပေးရမှာဖြစ်ပါတယ်နော်ဟိုကချီးနဲ့တင်းတင်းလေးနော်ကိတ်လေးရတော့ချီးနဲ့တင်းတင်းလေးနဲ့ပေါ့နော်အနှမ်းလေးရတော့ရမ်းမှွေးနေတာပဲကျွန်တော်တို့ကိန်းလေး3လုံး2ချိုးပွားလာတဲ့အနေထားလေးခဲ့အောင်ဒီမှွေပေးရမှာပေါ့နော်ဒီမှာတော့ကျွန်တော်တို့ခုကိန်းလေး3ရုံး2ချိုးပွားလာပြီဆိုတဲ့အနေထားရောက်ရင်ကျွန်တော်တို့ set speed လေးကို short မယ် short ပြီးသွားတော့ကျွန်တော်တို့
ရေတို့စီတို့လိုက်တာကိုကျွန်တော်တို့ဆက်သွားမယ်နော်ကျွန်တော်တို့ဒီမှာတော့အရင်ဦးဆိုတာကျွန်တော်တို့ရေလိုက်မယ်နော်ရေဦးဆိုတာရေလိုက်မယ်နော်ကျွန်တော်ရေဦးကရေလိုက်မယ်ကျွန်တော်ရေလိုက်ပြီးနွားလို့လိုက်မယ်နော်ဒီမှာတော့နွားလို့လိုက်မယ်နွားလို့လိုက်ပြီးသွားရင်ကျွန်တော်တို့ခုထောပတ်စီလေးကိုလိုက်ပြီးမှတက်ပါတယ်နော်တော့အခုကျွန်တော်တို့လိုက်မှာတော့ဘာတာစီလေးဖြစ်ပါတယ်เนาะဒီမှာထောပတ်ကျွန်တော်ဒီလို speed အနေလေးနဲ့ပဲကျွန်တော်တို့ဂျုံတို့ကိတ်ဂျုံတို့ဘာလို့ပေါ့เนาะကျွန်တော်တို့ကြက်ဥတို့နဲ့တရောင်နဲ့တသားနဲ့ဖြစ်ပြီးတော့စီပြောက်သွားတဲ့အထိကျွန်တော်တို့ဒီလို speed အနေလေးနဲ့ပဲမွေပေးထားမှာဖြစ်ပါတယ်เนาะဈေးကွက်ထဲမှာလည်းမရှိသေးတယ်ကျွန်တော်တို့ top up cheesecake လေးပေါ့နော်ဒါကတော့လုံးဝမုံအစ်စ်တစ်မျိုးလို့လည်းကျွန်တော်တို့ပြောလို့ရပါတယ်ရောင်းနှံငွေဈေးကွက်ဝင်တင်တဲ့ဈေးကွက်ထဲမှာပေါ့နော်2000နဲ့ top up cake ဆိုပြီးတော့ကျွန်တော်တို့ထွက်မလာသေးပါဘူးเนาะဒီတိုင်းလေးနဲ့ပဲကျွန်တော်တို့အားလုံးနှံ့ဆက်သွားအောင်ငွေပေးထားမှာဖြစ်ပါတယ်เนาะစပီကိုအရင်တင်လို့မရဘူးเนาะဒါတော့ကျွန်တော်တို့ကိန်းနစ်လေးထဲမှာပေါ့နော်စီလေးတွေပျောက်သွားပြီဆိုတဲ့အနေထားရောက်ရင်ကျွန်တော်တို့ဆက်လေးကိုပိတ်ပြီးတော့ပေါ့နော်ဒီမှာတော့ဆက်လေးကိုပိတ်ပြီးတော့ကိန်းနစ်လေးကိုမုံမုံကန်းနဲ့ထည့်တော့မဲ့ဘိုင်းကိုဆက်သွားမယ်နော်ဒါတော့ကျွန်တော်တို့ရောင်းမလေးနဲ့အောက်ထဲကိုတမကြည့်မယ်နော်နှံ့မနှံ့ပေါ့နော်အောက်ထဲကိုကျွန်တော်တို့တမကြည့်မယ်ဒီမှာတော့ကျွန်တော်တို့ဘေးမှာကတ်နေတဲ့ကိန်းနစ်တွေရှိနေရနော်ဒီမှာတော့အဲ့မှာနော်အဲ့ကြတော့ကျွန်တော်တို့ကိတ်ပန်းထဲမှာမထည့်ခင်မှာကျွန်တော်တို့ဒီကောင်လေးတွေကိုတမသွားအောင်ရောင်းမလေးနဲ့ကျွန်တော်တို့မြန်တော့မှွေပေးမယ်နော်နော်မနှံ့တဲ့ဟာလေးတွေရှိနေမယ်နော်ဒီမှာနော်အဲ့လေးတွေကိုကျွန်တော်တို့နှံ့ဆက်သွားအောင်ပေါ့နော်ဒီမှာနော်ကျွန်တော်ရောင်းမလေးနဲ့အပြင်မှာရောင်းရင်3-4ချက်လောက်ပေါ့နော်မှွေပေးရမှာဖြစ်ပါတယ်ကျွန်တော်အလျာကျွန်တော်တို့12လမ်းမှာကျွန်တော်တို့အနံ10လမ်းမှာအမြင့်2လမ်းမှာခွဲရှိတဲ့ဘန်းလေးတွေကိုပေါ့နော်ကိန်းနစ်တွေအကုန်ထည့်ပြီးတော့ကျွန်တော်တို့ထည့်ဖို့ပေးမှာဖြစ်ပါတယ်ဒါအခုကျွန်တော်ရိုက်ပြီးတဲ့ recipe ပေါ့နော်အခုကျွန်တော်ရိုက်ပြပြီးတဲ့ recipe ကတော့ဒီကိတ်တပန်းအချိုးလေးပေါ့နော်ဒီကိတ်တပန်းကအချိုးစားလေးဖြစ်ပါတယ်ကျွန်တော်တို့ဒီမှာနော်အဲ့ဒါဆိုရင်ကျွန်တော်တို့ဒီကောင်လေးကိုစောင့်ပေးမယ်နော်ဒီကောင်လေးကိုကျွန်တော်တို့စောင့်ပေးမယ်ဒီပေါက်လေးတွေထွက်သွားအောင်ကျွန်တော်တို့စောင့်ပေးမယ်နော်ကျွန်တော်တို့ဒီလိုလေးတွေစောင့်ပြီးသွားပြီဆိုရင်ဖုန်းလုံးမဲ့ဘိုင်းကိုဆက်သွားမယ်နော်ကျွန်တော်တို့ကြိုတင်ပူပေးထားတဲ့အာဗန်လေးကိုအပေါ်မီ180အောင်မီ180နဲ့ကျွန်တော်တို့55မိနစ်ဖုတ်ပေးရမယ်နော်မုတ်ထွက်လာတဲ့ဘိုင်းကိုကျွန်တော်နောက်ပြီးဖိုင်ကုန်းနဲ့ဆက်ပြပေးမှဖြစ်ပါတယ်ခုလိုကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျွန်တော်ကျေးဇူးတင်ပါတယ်ကျွန်တော်တို့ခုဖုတ်ထားတဲ့ကိတ်လေးပေါ့နော်ကျွန်တော်တို့မိနစ်50လေးကိတ်ဖြစ်တဲ့အတွက်ထုတ်တော့မှဖြစ်ပါရဲ့နော်မုံပုံလေးကိုတော့ကျွန်တော်ဓာတ်ပုံရိုက်ပြပေးမှဖြစ်ပါနော်ဒါကျွန်တော်တို့ဒီကိတ်လေးကဈေးကွက်ဝင်ရောင်းတန်းဝင်တင်တန်းမှာပါတယ်မြန်မာ top cheese cake လေးပေါ့နော်ဒီမှာတော့ကိတ်သားလေးကလည်းလုံးဝအပိတ်နော်လုံးဝကိတ်သားလေးကလည်းအပိတ်ကျွန်တော်တို့2000တန်ပေါ့နော်မြန်မာ top cake လေးဖြစ်ပါတယ်